ပန်းချက်လင်မှာတချင်းအေးအေးဆိုနေတဲ့မာဆာမာနဲစီကိုခူရိုတိုကရောက်လာပြီးမာဆာမာနဲရဲ့ဂက်ဆက်ကိုဖျက်ဆီးပြစ်မယ်လို့ပြောပါတယ်။အဲမိုကပါရာတိုကိုတက်လိုက်လို့အားလုံးကအေးစေးဖြစ်ကိုအသွင်မပြောင်းနိုင်တော့ဘူးလို့ထင်နေကြပြီ။ခူရိုတိုကဟိုက်ပါမန်နာကေဂက်ဆက်ကိုပြန်တောင်းနေကဟိုကလည်းပေးလိုက်ပါတယ်။ခူရိုတိုကအဲမိုရဲ့ပြစ်တွေပဲလို့ပြောနေရကြ။မာဆာမာနဲလည်းအဲမိုကပါရာတိုကိုတက်လိုက်ပြီဆိုတော့နားလည်သွားပါတယ်။ပေါ်ပီရဲ့အဲမိုကိုဘာလို့ပါရာတိုကိုတက်လိုက်တာလဲမင်းနေပြီ။တစ်ဖက်မှာလည်းအချင်းကိုရိုက်လိုက်ပြီမယ်။ဟီတိုကဂက်ဆက်ကိုတောင်းလိုက်လို့လှုပ်လို့ရသေးပြီအချင်းပြန်ဆန်းအောင်လုပ်ပေးလိုက်ပါတယ်။လှုပ်လို့ရတဲ့အချင်းဆက်ကန်အပြေးသွားပြီဖြစ်လို့ခူရိုတိုကတုံးနေပြီဒါပေမဲ့ခူရိုနိုကကိုရီးယားအိုက်တန်ကိုတုံးသွားလို့ခူရိုတိုလည်းဟိုက်ပါမန်တာကေဂက်ဆက်ကိုဆုံးရှုံးအောင်မှကြောက်ပြီးထွက်ပြေးသွားပါတယ်ခူရိုနိုကကြံနေရဲ့သုံးကောင်အဆုံးသတ်တိုက်ခွဲနဲ့လူပုံဝင်တင်ရောက်ပေးလိုက်ပြီးသူတို့ရဲ့ဒရိုက်ဗာတွေကိုယူသွားပါတယ်အဲမိုကမိုင်ဒီဘရာသာဂက်ဆက်ကိုကန်ထားလို့ပေါ်ပီလည်းဘာလို့မလို့လဲမင်းနေပြီအဲမိုလည်းပါရာတိုနဲ့သူ့ရဲ့နှလုံးသားဆက်သွယ်နေတဲ့အကြောင်းနဲ့အဲ့ဒါကြောင့်လက်ဗီကာတည်သွားတော့ပါရာတိုရဲ့ကြောက်တရားကိုသူကကန်စားမိနေရလို့ပြောပါတယ်အဲ့နောက်မိုင်ဒီဘရာသာဂက်ဆက်နဲ့ဟက်ဆင်လောက်လိုက်တော့မသေးသေးရဲ့ပါရာတိုကထွက်လာလို့ပေါ်ပီတော့အံ့ဩနေပါတယ်အမှန်တော့ပါရာတိုမသိခင်အဲမိုကသူခဏကိုယ်ထဲမှာဆောက်ယူပြီးကဲတင်ပေးခဲ့တာဖြစ်ပါတယ်အဲမိုကပါရာတိုကိုတည်သွားတဲ့ခံစားချက်ကိုသိပြီးလာလှုပ်ထင်းရည်လုံးနေမယ်ဆိုရင်အဲ့လိုဖြစ်သွားလိမ့်မယ်လို့ပြောနေပြီးပါရာတိုကတော့ထွက်ပြေးသွားပါတယ်ပါရာတိုလည်း graphite စီကိုရောက်လာပြီးအတူပါလာတဲ့ပေါ်ပီကိုဘာထိထားတာလဲလို့မေးပါတယ်အဲမိုဘာတွေကြံနေလဲဆိုတော့စဉ်းစားနေတဲ့မာဆာမာနဲစုအတူပူပေါင်းထားတဲ့ဂျွန်နီမာရှိမာကဖုံးဆက်လာပြီးဂျွန်နီတောင်းထားတဲ့ driver ရပြီဖြစ်လို့အတူညဆောက်စားအောင်လို့မာဆာမာနဲရပြောပါတယ်ပေါ်ပီလဲပါရာတိုအဲမိုကလူသက်ဘလောက်ရေးပါတယ်ဆိုတော့သိချင်တာပါလို့ပြောနေပြီးပါရာတိုကအဲမှုကိုအားကြပြီးအဲမှုလို့ထိချင်တာလားဆိုပြီးမိပါတယ်ပါရာတိုကပရိုဂရမ်ဆွဲထားတဲ့အတိုင်းမျိုးပဲခန်းစားချက်တွေရှိနေပြီးဒရိုက်တာနဲ့ပါအသွင်ပြောင်းနိုင်နေရကြလူသားတယောက်လို့မှတ်ဘူးလားလို့ပြောနေတော့ graphic ကလူသားနဲ့ pastor တွေရရှင်တွဲနေလို့များတဲ့အကြောင်းဝင်ပြောပါတယ်နောက်တစ်ချက်အိတ်စစ်ကိုတွားပြီးနိုင်ရအောင်လို့ပြောနေတဲ့ graphic ကိုတုံးလိုက်ဖို့လည်းသူ့ရဲ့နှလုံးသားမကခုန်တော့ဘူးလို့ပါရာတိုကပြောပါတယ်တယောက်တည်းရှိနေတဲ့အဲမှုစီကိုပါရာတိုကတင်ရောက်လာပြီးငါမင်းနဲ့ဂိမ်းဆော့ချင်တာပါလူတွေကိုတတ်တဲ့ဆိုတာလည်းမင်းငါ့ကိုအတိတိုက်ခိုက်အောင်လုပ်တာပါလို့ပြောနေပြီးသူတို့တွေအတိတက်ခိုက်ကြတော့တကယ်ကိုပြောစရာကောင်းခဲ့တဲ့အကြောင်းကိုပြောပါတယ်လက်ဗီကာတည်သွားတော့နှလုံးသားအတော်လုံးနေပြီမဲ့ဘာလို့တော်လုံးနေလဲဆိုတော့နားမလည်ဖြစ်နေပြီအခုကိုယ်တိုင်တေးဘေးကိုကြောင်အောင်မှအရန်ကြောက်စရာကောင်းခဲ့တဲ့အကြောင်းကိုသိရပြီဘာမှမလုံးနိုင်ခဲ့ဘူးလို့ပြောပါတယ်ပါရာတိုလည်းအဲမို့အသက်တရတန်မို့မသိခဲ့လို့တောင်းပန်ပါလေလို့ပြောနေပြီအသက်တချောင်းရဲ့တန်မို့ကဘလောက်ထိတန်မို့ရှိလဲဆိုတော့တည်သွားတဲ့ပါရာတိုအဲမို့ကခွင်းလွတ်တယ်လို့ပြောပါတယ်ဘာလို့သူ့ကိုခွင်းလွတ်တာလဲမင်းနေရဲ့ပါရာတိုမင်းက9ရက်ခဏကိုတွေကနေထွက်သွားတာထင်လို့အပြည့်တည်းကိုအတူတူခံယူမယ်လို့ပြောပါတယ်သူ့ကိုဂရီတစ်ခုကိုပေးဖို့ပြောပြီးအဲ့ဒါကတော့အခုချိန်ရစပြီလူသက်ထီကိုကဲဖို့တက်ပဲတိုက်ခိုက်ပါမယ်ဆိုတာဖြစ်ပြီးအကြောက်တရားတဲ့ကျမ်းမှာနင်းညုံနေရဲ့ပါရာတိုအဲမှုကကဲတင်ပေးလိုက်ပါတယ်ရုပ်တရက်ညီခိုးရဲ့ယောဂကပြင်းထန်လာတာကြောင့်အားလုံးကဘာမှမလုပ်ပေးနဲ့လို့စိတ်တူနေကြပြီအားကိုးစရာဆိုလို့အဲမှုတယောက်ပဲရှိပါတော့တယ်မာဆာမာနဲကလည်းဂိမ်းကိုတကားပါလုံးကိုထည့်ချက်ဖို့လုပ်နေပြီသူ့စီကိုပါရာတိုနဲ့အဲမှုကရောက်လာပါတယ်အဲ့ဒီချိန်အချိန်မဆဲပဲမာဆာမာနဲကခူရိုနိုထစ်ကိုသူညောင်းလိုက်တယ်လို့ပါရာတိုနဲ့အဲမှုကလည်း level 69ဖောင်နဲ့ ultimate ဖောင်ကိုညောင်းလိုက်ကြပါတယ်အဲ့နောက်ခူရိုနိုကိုဝိုင်းချနေပြီနှလုံးသားနှစ်ခုကတကူတည်းထိပေါင်းသွားတာကြောင့်သူတို့ရဲ့တိုက်ခိုက်မှုတွေကအတွဲညီနေပါတယ်ပါရာတိုကလည်း brother ကဆက်ကိုပုံပြီးနှစ်ကိုခွဲလိုက်ကအိုက်တန်တွေထိုးသုံးမှုတင်နေတဲ့မာဆာမာနဲစီရဲ့အိုက်တန်တွေကိုထိထုတ်လာပြီခူရိုနိုကိုမူးအောင်လုပ်ပြီးသူ့ကိုတန်မနီအိုက်တန်ပေးကခူရိုနိုကိုထိုးလိုက်ပါတယ်အလုံးနဲ့ပါရာတိုနဲ့အိတ်စိတ်ကအဆုံးသတ်တိုက်ကွက်ကိုတုံးနေကြပြီနှစ်ယောက်လုံးရဲ့ writer ကက်ကိုခံလိုက်ရတဲ့ခူရိုနိုနဲ့လူပုံစံကိုပြန်ညောင်းသွားပြီးကဆက်ပါပြက်စီးသွားပါတယ်ဒါပေမဲ့ခူရိုနိုကတော့အရှုံးကိုလက်မခံပဲအနိုင်ရဖို့ကိုတင်းကြနေပြီပါဇက်ကလည်းဟိုက်ပါမန်နခီတာမရှိခဲ့ရင်ဆိုပြီးပြောနေပါတယ်အဲ့ဒီချိန်သူညက်လုံးတွေကအစင်းုံတစ်ဖက်အဝိုင်းအောင်တစ်ဖက်ကိုပြောင်းသွားပြီခန္ဓာကိုယ်တွေနေတဲ့ဆွမ်းအားတွေကထွက်လာကအချင်းကနောက်ပြန်ရင်သွားပါတယ်အဲမိုးရဲ့ဟိုက်ပါမန်နခီကမရှိတော့တယ်လို့ခူရိုနိုရဲ့ကဆက်ကလည်းပြန်ကောင်းသွားပါတယ်